ညာဘက်ကြီးအိပ်ပျော်နေရင်ဒီနိုးလာပြီးပြန်အိမ်မရတဲ့မျက်လုံးကြောင်နေတာမျိုးကြုံဘူးပါသလား။နေကြည့်လို့လည်းနဲ့မွန်လင်းဖို့ကလိုသေးတယ်။ဒါပေမဲ့စိတ်ထဲမှာတော့အတွေးတွေကတန်းစီနေပြီ။ကဲဒီနေ့ဗီဒီယိုမှာတော့ညာဘက်တီးနိုးရင်ပြန်အိပ်ပျော်သွားစေမဲ့လက်တွေ့ကျတဲ့ရိုးဝက်ချက်၃ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ချက်ဖုန်းကိုလောဝမထိပါနဲ့ပထမဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့ဖုန်းကိုလောဝမကင်ဖို့ပါပဲကျွန်တော်တို့ကအချိန်ချီလိုပဲဖြစ်ဖြစ်ပြင်းလိုပဲဖြစ်ဖြစ်ဖုန်းကိုကင်လိုက်တာနဲ့ social media ရဲ့ဆက်ဆံမှုနောက်ကိုပေါ်သွားတတ်ပါတယ်ဒါကအဲ့အုံနောက်ကိုပြန်နှိုးကြစေပြီးပြန်အိပ်ပျော်ဖို့ခက်ခဲသွားစေပါတယ်နံပါတ်2ချက် snowball effect ကိုတတိထားပါဒုတိယချက်ကတော့တရက်အတွင်းကိုထိချုပ်ဖို့ပါညာဘက်မှာအတွေးတစ်ခုဝင်လာရင်အဲ့တွေးကနေနောက်ထပ်ဆိုးရဲစရာတွေတပွေးပိုက်ကြီးပါလာတတ်ပါတယ်ဒါကို snowball effect လို့ခေါ်ပါတယ်မနေ့ပြန်အလုံးလိုက်ကြရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးဒီလေးကနေပွားမှာငါဘာဖြစ်မလဲဆိုတဲ့အထိကြီးထွားမလောက်စိတ်ကိုချစ်ချင်းဖြတ်တောက်ပြဖို့လိုပါတယ်နံပါတ်3စိတ်နဲ့ကိုယ်နဲ့ကန့်အောင်နေပါနောက်ဆုံးချက်ကတော့မိမိစိတ်ကိုညှက်အောင်ထားပြီးစိတ်နဲ့ကိုယ်နဲ့ကန့်အောင်နေဖို့ပါအဲ့ရထက်မှလဲလျောင်းနေရင်ကိုယ့်ရဲ့ဆွဲလေးဝင်လေးကိုပဲအားရစိတ်ပါခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းစီကိုရှော့ချလိုက်ပါစိတ်ကိုတနေရာထဲမှာညှက်အောင်ထားခြင်းကသင်အုံနောက်ကိုအဲ့ချိန်ရောက်ပြီဆိုတဲ့စင်ကနေပေးလိုက်တဲ့နဲ့အတူတူပါပဲဒီအချက်၃ခုကိုမှတ်ထားပါဖုံးမကြည့်နဲ့အတွေးမပွားနဲ့အသက်ရှူတော့ကိုပဲအားရစိတ်ပါဒါဆိုရင်သင်ဟာနည်းနည်းချက်ပြန်လဲအိပ်ပျော်သွားပါလိမ့်မယ်ဒီနီလန်လေးတွေကတင့်တွက်အသုံးဝင်နေဆိုရင် like နဲ့ subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲ comment စာအိတ်စင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်